ဥမရေဟိုကဒါလေးဖြေပေးမယ်နော်အမမေးရတာလေးရလေညီမအဆင့်ဘယ်လောက်လဲနဲ့အမရင်သားကိစ္စအဆင့်နေတဲ့ကိစ္စဆဲကစိုးတဲ့အထဲမှာပါတယ်တဲ့အဆင့်နှစ် A ဆိုတော့ဇူးနဲ့တော့တူတူပဲပေါ့နော်ဇူးနဲ့အဆင့်နှစ် A အဆင့်နှစ် A ပေါ့အေးပေါ့အဲ့လိုအဆင့်နှစ်ပေါ့မရဲ့စိုးတဲ့အထဲပါတယ်ဆိုတော့ဘယ်လိုမျိုးလဲမသိဘူးဟိုဟာပေါ့ဟိုဆဲတဲ့ဒီကင်ဆာဆဲစစ်တဲ့ခါမှာဒီဟော်မုန်းကြောင့်ဖြစ်တဲ့ကင်ဆာတို့မျိုးရိုးကြောင့်ဖြစ်တဲ့ကင်ဆာတို့ရှိတယ်ပေါ့နော်အဲ့မှာဇူးတို့ကကြတော့ဟော်မုန်းကြောင့်ဖြစ်တဲ့ကင်ဆာပေါ့ဟော်မုန်းအင်္ဂလိပ်လိုပြောမယ်ဆိုရင် ERP မှာ positive ထွက်တယ်အဲ့တော့ဇူးတို့ကကင်ဆာဆေးပုံမှန်တိုင်းတော့ကင်ဆာဆေးသွင်းရတယ်ခု9နှစ်ဆေးတောက်နေရတယ်တောက်နေရပေါ့နော်ကင်ဆာဆေးဒီဟော်မုန်းကြောင့်ဖြစ်တဲ့ဟာဆိုရင်6ကြိမ်8ကြိမ်ပေါ့နော်တယောက်နဲ့တယောက်မတူဘူးပေါ့နော်6ကြိမ်8ကြိမ်အဲ့လိုသွင်းရတယ်ပေါ့နော်မျိုးရိုးကြောင့်ဖြစ်တဲ့ကင်ဆာကြတော့မှရေ तू ကဟိုဒီ6ကြိမ်8ကြိမ်နဲ့မရကြအောင်မျိုးရိုးကြောင့်ဖြစ်တဲ့ကင်ဆာဆိုရင်အင်္ဂလိပ်လိုဆိုရင်တော့ဟာ2မှာ positive ထွက်တာပေါ့အဲ့လိုမျိုးဆိုရင် तू ကဟိုပါပေါ့နော်ဆေးအကြိမ်ရေနည်းနည်းများတယ်ပြီးတော့ဆေးရဲ့ကုသမှုပေါ့နော်အကြိမ်ရေများသွားတဲ့ကြောင့်ကုသမှုဆေးသွင်းရတဲ့အကြိမ်ရေတွေများတဲ့ကြောင့်ဆေးကုသမှုလလေးလည်းနည်းနည်းကျတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်သူတို့ဒီလိုမျိုးသမားတွေကကြတော့ဟော်မုန်းကြောင့်ဖြစ်တဲ့ကင်ဆာသမားတွေဆိုရင်ဥမာ6ကြိမ်သွင်းရမယ်ဆိုရင်9လဝန်းကျင်ပေါ့ကင်ဆာဆေးသွင်းရတာပေါ့နော်9လဝန်းကျင်10ကြိမ်ဆိုရင်တော့9လဝန်းကျင်ပေါ့နော်အဲ့ဒီတန်းကိုခံရတယ်အခုတော့သူတို့9နှစ်ဆေးတောက်နေရတာပေါ့နော်အဲ့လိုမျိုးဟွာဖြစ်တာဟိုပါပေါ့ဟိုစိုးတဲ့ပါတယ်ဆိုတော့အမောက်ဆရာကြီးကဘလို့ပြောပြတာလို့တော့လဲတော့ဇူးလဲတေချာမသိဘူးပေါ့နော်ဇူးကလည်းအဆင့်တိုင်းပြောရမယ်ဆိုရင်တော့ဇူးလဲအဆင့် 2A ပါမရေနော်အရင်စိတ်တက်မကြပါနဲ့လို့ပြောချင်ပါတယ်